cryptocurrency ဆိုတဲ့စကားလုံးကိုသတင်းတွေမှာရော social media မှာရောခဏခဏကြားဖို့နေကြမှာပါဒါပေမဲ့လူအများစုအတွက်တော့ဒါကဘာလဲဆိုတာအတိအကျမသိတဲ့ရုပ်ဝှက်စမ်းကြတဲ့အရာတစ်ခုလိုဖြစ်နေတော့ပါပဲဒါတကယ်ပဲငွေကြီးလောကရဲ့တော်လန်ရေးတစ်ခုလားတောင်းဟုတ်အန်ဒီယများတဲ့ယင်းနှမြုပ်နှံမှုတစ်ခုလားကဲဒီနေ့တော့ဒီအကြောင်းကိုအခြေခံကစပြီးရှင်းရှင်းလင်းလင်းဖြစ်တော့အောင်တစ်ချက်ချင်းစီကြည့်လိုက်ကြရအောင် Bitcoin, Ethereum, Dogecoin ဒီနာမည်တွေကတော့တော်တော်လေးရင်းနှီးပြီးဖြစ်မှာပါဒါတွေအလုံးဟာ cryptocurrency အမျိုးအစားတွေပါပဲဒါပေမဲ့ဒီနာမည်တွေရဲ့နောက်အခွဲမှာဘလို့နီးပညာတွေအလုပ်လုပ်နေလဲဘလို့အခွင့်အလမ်းတွေနောက်ပြီးတော့ဘလို့ Android ရှိနေတယ်လဲဆိုတော့အသေးစိတ်လေ့လာကြည့်ကြအောင်ပါ crypto ရဲ့သဘောတရားကိုအလွယ်ဆုံးမြင်အောင်ကြည့်မယ်ဆိုရင်ချိန်ခွင်းတစ်ခုလိုပါပဲတစ်ဖက်မှာဆိုရင်မြုံနိုင်လောက်စရာကြိုးမြက်တွေတညတဲ့နဲ့ချမ်းသာသွားနိုင်တဲ့အိမ်မက်ဆန်တဲ့ခွဲလိုင်းတွေရှိနေတယ်ဒါပေမဲ့ချိန်ခွင်းရဲ့နောက်တစ်ဖက်မှာကြတော့လေကိုစုထားတဲ့မြပိုင်ဆိုင်မှုတွေအကုန်လုံးဆုံးရှုံးသွားနိုင်တဲ့အလွန်ကြီးမားတဲ့ Android တွေကလည်းရှိနေပြန်တော့ဆိုတော့ဒီနှစ်ခုကြားကဟန်ချက်ကိုနားလည်ဖို့ကအရေးကြီးဆုံးပါပဲဟုတ်ပြီဒါဆိုအခြေခံအကြဆုံးမဲ့ကုန်ကနေစလိုက်ကြရအောင် cryptocurrency ဆိုတာတကယ်တော့ဘာလဲ ဒီစကားလုံးကိုခွဲကြည့်လိုက်ရင်ပိုရှင်းသွားပါလိမ့်မယ် crypto ဆိုတာကရွတ်ဝက်ကုတ်စနစ်ကိုပြောတာပါ currency ကတော့ငွေကြေးပါပေါင်းလိုက်တော့ရွတ်ဝက်ကုတ် number တွေနဲ့အထက်ထက်လုံခြုံအောင်လုပ်ထားတဲ့ digital ပိတ်စံတစ်မျိုးပါပဲဆိုလိုတာကဒါဟာလက်ထက်မှာကင်လို့တွဲလို့ရတဲ့ပိတ်စံအစစ်မဟုတ်ပဲ internet ပေါ်မှာပဲရှိတဲ့ငွေကြေးတစ်မျိုးပါအဲ့တော့ကိုဖုန်းထဲက bank app ထဲကပိုင်စံနဲ့ crypto ပါကွာသွားလဲလို့စဉ်းစားစရာဖြစ်လာပြီအဓိကကြားဆုံးကွာခြားချက်ကထိန်းချုပ်မှုပါရိုးရုံကိုကြီးတွေကိုအစိုးရရဲ့ဗဟိုဘဏ်တွေကထိန်းချုပ်တယ်ပိုက်ဆံလွှဲတိုင်း bank လို့ကြားကန်အဖွဲ့အစည်းတစ်ခုကိုဖျက်သွားရတယ် crypto မှာတော့အဲ့လိုဗဟိုထိန်းချုပ်မှုမျိုးလုံးဝမရှိပါဘူးလူတစ်ယောက်ကနေနောက်တစ်ယောက်စီကိုဘဏ်တွေအစိုးရတွေမပါပဲတိုက်ရိုက်ပို့လို့ရပါတယ်ဒီစီကူက2009နှစ်မှာစတင်ခဲ့တာပါဆာတိုရှိနာကာမိုတိုဆိုတဲ့နာမည်ဝက်နဲ့လူတစ်ယောက်ဒါမှမဟုတ်အဖွဲ့က Bitcoin ကိုစပြီးဖန်တီးခဲ့တယ်သူတို့ရဲ့မူလရည်ရွယ်ချက်ကဘန်ဒီအစိုးရရဲ့ထိန်းချုပ်မှုကနေလုံးဝကင်းလွတ်တဲ့ငွေကြေးစနစ်တစ်ခုတည်ထောင်ဖို့ပါပဲအစပိုင်းမှာပစ္စည်းတွေဝယ်ဖို့ငွေလဲဖို့ထုံးခဲ့ကြပေမဲ့အခုနောက်ပိုင်းမှာတော့လူများစုကဒါဖို့ရွှေလိုမျိုးတန်ဖိုးတက်လာနိုင်တဲ့ယင်းနှိမ့်နှံမှုပစ္စည်းတစ်ခုအနေနဲ့ပို့ပြီးတော့ရှုမြင်လာကြတယ်ကဲ cryptocurrency တွေအလုံးလုံးနိုင်အောင်နောက်ွယ်ကနေအားလုံးကိုထိန်းချောင်းပေးနေတဲ့အဓိကကြော်ရုံနေပညာ blockchain အကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင် blockchain ကိုအလွယ်ဆုံးနားလည်အောင်ပြောရင်လေဒါဟာလူတိုင်းမှာမိထုတဆောင်စီကင်ထားတဲ့ digital မှတ်တမ်းစာအုပ်ကြီးတုပ်လိုပါပဲအဲ့ဒီစာအုပ်ထဲမှာတစ်ခုခုရေးမှတ်လိုက်ပြီဆိုတာနဲ့တပြိုင်နက်အဲ့ဒီချက်လက်ကိုဘသူကမှပြန်ဖြတ်လို့ပြင်လို့မရတော့ပါဘူးဒါကြောင့်လင်းလဲဖို့မတမာမှုလုပ်ဖို့အရန်ကိုခက်ခဲသွားစေတဲ့နည်းပညာတစ်ခုပါ crypto ငွေလွှဲတစ်ခုရဲ့ခရီးစဉ်ကိုတစ်ချက်ကြည့်အောင်ပထမဆုံးငွေလွှဲဖို့တောင်းဆိုလိုက်တယ်ပြီးတာနဲ့အဲ့ဒီတောင်းဆိုမှုကိုကဘာအနှံ့ကကွန်ရက်ထဲကိုချက်ချင်းထုတ်လွှင့်လိုက်တယ်အဲ့ဒီနောက်မှာတော့ minus လို့ခေါ်တဲ့ကွန်ပျူတာတွေကဒီငွေလွှဲမှုကမှန်ကန်ကြောင်းအတည်ပြုပေးဖို့အတွက်အရန်ခက်တဲ့တင်ချပို့စာတစ်ခုကိုအပြိုင်ဆိုင်ဖြည့်ရှင်းကြတယ်ပို့စာကိုအရင်ဆုံးဖြည့်ရှင်းနိုင်တဲ့သူကအဲ့ဒီငွေလွှဲမှုကိုအတည်ပြုပေးလိုက်ပြီးဒီငွေလွှဲမှုဟာ block တစ်ခုအနေနဲ့ chain ထဲကိုအမြဲတမ်းအတွက်ထည့်သွင်းခံလိုက်ရတယ်အဲ့ဒီမှာတင်ငွေလွှဲမှုပြီးမြောက်သွားပါပြီခုနကပြောသွားတဲ့ mining ဆိုတာဘာလဲလို့မေးစရာရှိလာပြီဒါကတကယ်တော့အစွမ်းထက်ကွန်ပျူတာတွေသုံးပြီးခုနကပြောတဲ့တင်ချဖို့စာလေးကိုဖြည့်ရှင်းတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုခေါ်တာပါဘာဖြစ်လို့ဒီလိုအကုန်ကြခံပြီးလုပ်ကြလဲဆိုတော့ပို့စာကိုအရင်ဆုံးဖြည့်ရှင်းနိုင်တဲ့ miner ဟာစုဖြည့် cryptocurrency အသစ်ဆက်တွေရရှိလို့ပါပဲဟုတ်ပြီနီးပညာပိုင်းကိုခဏထားပြီးတော့လူများစုစိတ်ဝင်စားဆုံးဖြစ်တဲ့အပိုင်းကိုစက်ကြည့်ကြအောင်ဒါကတော့ crypto ကိုယင်းနှိမ့်နှံမှုတစ်ခုအနေနဲ့ဘလို့ရှုမြင်ကြလဲဆိုတာပါပဲ crypto တွေကိုသိမ်းဖို့ဆိုရင် wallet ဆိုတာလိုရပါတယ်ဒါပေမဲ့ဒီနေရာမှာနည်းနည်းလေးရှုပ်နေတဲ့အချက်တစ်ခုရှိတယ်ဒီ wallet ထဲမှာ coin တွေတကယ်ရှိနေတာမဟုတ်ပါဘူးတကယ်တမ်းမှာသူက dot နဲ့ချောင်းကိုတင်ထားပေးတာပါpublic key ကကိုယ့်ရဲ့ bank account number လို့ပဲလူတိုင်းကိုမျှဝေလို့ရတယ် private key ကတော့ကို ATM ကတ်ရဲ့ pin number ဒါမှမဟုတ် password လို့ပါပဲဘယ်သူမှမပေးရပဲလုံးဝလျှို့ဝှက်ထားရမယ့်အရာဖြစ်ပါတယ် private key ကမလောက်တောင်အရေးကြီးလဲဆိုရင်တကယ်ဖြစ်ရမှန်စလန်းတစ်ပုဒ်ရှိပါတယ် James Howell ဆိုတဲ့လူတစ်ယောက်ဟာ Bitcoin အလုံး8000ရဲ့ private key တွေထိုင်းနိုင် hard drive တစ်လုံးကိုမားပြီးအမိုက်ပုံထည့်လွှင့်ပြမိခဲ့တယ်အခုချိန်ထိအဲ့ဒီ hard drive ကိုအမိုက်ပုံထဲမှာပြန်ရှာနေတော့ဘယ်လိုဆိုဝိုင်းဒါကကိုယ့်ရဲ့ private key ကိုလုံးကြုံအောင်ထိန်းဖို့ဘယ်လောက်အရေးကြီးလဲဆိုတာကိုအကောင်းဆုံးသက်သေပြနေတာပါပဲကဲဒါတော့ crypto ယင်းနှိမ့်နှံမှုရဲ့အိမ်မက်ဆန်တဲ့ဖတ်ချမ်းပေါ့ဥပမာအနေနဲ့2016ခုနှစ်လောက်ကသာ Bitcoin ဝယ်ထားပြီး2024မှာပြန်ရောက်ခဲ့မယ်ဆိုရင်ရလာနိုင်မယ့်မြတ်ငွေက3,300% ကျော်တည်စီနိုင်ပါတယ်
ဒါတကယ်ကိုမယုံနိုင်စရာကြိုးမြတ်ပါပဲဒါပေမဲ့အကျွေးစိမ့်မှာခေါင်းနဲ့ပန်းဆိုရရှိတယ်မလားအိမ်မက်လိုမဲ့ဒီရှိသလိုအိမ်မဆိုးလိုဆုံရှုံမှုတွေလည်းရှိနိုင်ပါတယ်ဥပမာ2020ခုနှစ်ထဲမှာပဲမေလနဲ့ဒီဇင်ဘာလအတွင်း Bitcoin ရဲ့တန်ဖိုးဟာ 65% အထိထိုးကျသွားခဲ့ပါတယ်ဒါက crypto ဈေးကွက်ရဲ့အတက်အကျဘယ်လောက်ကျန်းတန်းလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပါပဲ ဘာဖြစ်လို့ crypto ဈေးတွေကဒီလောက်တောင်အတက်အကျကျန်းရတာလဲအကြောင်းရင်းတွေကတော့အများကြီးရှိပါတယ်ဝယ်လိုအားရောင်းလိုအားအစိုးရတွေရဲ့စီမံပြောင်းလဲတွေမီဒီယာတွေရဲ့ဖော်ပြမှုတွေဒါတွေအားလုံးကတက်ရောက်မှုရှိတယ်ဒါပေမဲ့အဓိကအကြောင်းကတော့လူတွေရဲ့စိတ်ခံစားချက်ပါပဲအများတော့ဝိုင်းမီဝဲကြတဲ့အခါဈေးတွေကဒေါ်မြန်လို့ထိုးတက်သွားပြီးကြောင်းလန့်ပြီးရောင်းထုတ်ကြတဲ့အခါဈေးတွေကထိုးကျသွားတာမျိုးပေါ့ ကဲအခုဆိုရင်အကြောင်းအရာတော်တော်များများကိုသိသွားပြီဆိုတော့နောက်ဆုံးအနေနဲ့ cryptocurrency ရဲ့အားသာချက်တွေနဲ့အားနည်းချက်တွေကိုခြုံငုံပြီးတော့တစ်ချက်ကြည့်လိုက်ကြရအောင် အားသာချက်တွေကိုကြည့်ရင်တော့ဘန်းလိုကြခံမလို့ပဲကဖာအနက် 24/7 ဘဲအချိန်မဆိုငွေလွှဲနိုင်တာအင်တာနက်ရှိရုံနဲ့ဘယ်သူမှမဆိုပါဝဲနိုင်တာတွေကအဓိကပါပဲဒါပေမဲ့အားနည်းချက်ဘက်မှာလည်းတတိထားမဲ့ချက်တွေအများကြီးရှိတယ်အဓိကတော့ဈေးနှုန်းအတက်အကျအရန်ကျန်းတန်းတာရယ်နောက်ပြီးတော့9% လိမ်လည်ခံရရင်ဒါမှမဟုတ်ကိုယ့်ရဲ့ private key ပျောက်သွားရင်ဘယ်သူစီကမှအခုဤတောင်းလို့မရပဲအကုန်ဆုံးရှုံးနိုင်တာပါပဲဒီတော့နောက်ဆုံးမှာတော့မေးခွန်းတစ်ခုချန်ခဲ့ပါတယ် cryptocurrency ဆိုတာတကယ်ပဲငွေကြေးလောကရဲ့အနာဂတ်လားဒါမှမဟုတ်အန်ဒရယ်များတဲ့ digital လောင်းကစားတစ်ခုပဲလားဒီမေးခွန်းတော့အဖြေသေးချာတဆုံးတည်းမရှိသေးပါဘူးဒါပေမဲ့ဒီနေ့ရှင်းပြခဲ့တဲ့ချက်လက်တွေကဒီမေးခွန်းကိုကိုယ်တိုင်စဉ်းစားပြီးဆုံးဖြတ်နိုင်မှုတစ်ထုပ်ဖြစ်မယ်လို့မျှော်